ရန်ကုန်မြို့မှာအိမ်ဝယ်ဖို့စဉ်းစားထားရဆိုရင်ကိုလိုချင်တဲ့ပေအကျယ်လိုက်ဘယ်မြို့နယ်တွေမှာအဓိကရနိုင်လဲဆိုတာကိုဒီဗီဒီယိုလေးနဲ့မျှဝေပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ပေ60-80ရှိတဲ့မြေကွက်တွေကိုတော့ကမာရွတ်လှိုင်းမယန်းကုန်းရန်ကင်မြောက်တကုံတင်ငန်းကျွန်းအစရှိတဲ့မြို့နယ်တွေမှာတွေ့ရတတ်ပါတယ်။ချမ်းမြေဈေးကွက်မှာအယောင်းဝယ်အများဆုံးနဲ့မြေအချိုးကျဆုံးပေအကျယ်တွေဖြစ်တဲ့ပေ40-60နဲ့ပေ20-60မြေကွက်တွေကိုတော့မြောက်ကလာတောင်ကလာတင်ငန်းကျွန်းတာဂီတာနဲ့မင်္ဂလာတုံမြို့နယ်တွေအပြင်မြောက်တကုံအရှိတကုံတောင်တကုံနဲ့တကုံစိတ်ကမ်းမြို့နယ်တွေမှာတွေ့ရတတ်ပါတယ်။အဲ့ဒီမှာပေအစိတ်ပေ60အကျယ်ရှိတဲ့မြေကွက်တွေကိုတော့အလုံးကြီးမနိုင်စမ်းကြောင်တာမွေနဲ့ရန်ကုန်မြို့ရဲ့အဓိကဒေါင်းတောင်မြို့နယ်တွေမှာလည်းတွေ့ရတတ်ပါတယ်။အခြားမြို့နယ်တွေမှာတွေ့ရခဲ့တဲ့ပေ20-40မြေကွက်တွေကိုတော့ဗဟန်းမြို့နယ်ဦးချစ်မောင်လမ်းဘက်မှာသာတွေ့ရတတ်ပါတယ်။အပြင်မြေကွက်ကျယ်ကြီးတွေဖြစ်တဲ့ပေ100ပတ်လည်နဲ့ပေ200အကျယ်ရှိတဲ့မြေကွက်တွေကိုတော့ဗဟန်းတကုံကမာရွတ်စမ်းကြောင်မြို့နယ်တွေမှာအဓိကတွေ့ရတတ်ပါတယ်။အခုပြောပြပေးသွားတဲ့မြို့နယ်တွေထဲမှာအခြားမတူညီတဲ့ပေအကျယ်ဝန်းတွေရှိနိုင်ပေမဲ့လည်းများသောအားဖြင့်တော့ဈေးကွက်ထဲမှာဒီလိုအကျယ်တွေကိုသာတွေ့ရအများဆုံးဖြစ်ပါတယ်